မင်္ဂလာပါဒီနေ့ကတော့ဘောမြန်မာ family တင်ရနေပြီးတော့ဝယ်ခဲ့ပစ္စည်းတွေကိုပြောပြမယ်ပေါ့နော် Okay ဒီဆုံးက forever ဝယ်တော့ photo က 2.2 ပေါ့နော်အဲ့ပြီးတော့ sound check ပါတယ် fan sign မှာထုတ်ပေးတယ်forever ဆိုပစ္စည်းကလေးကိုဒါမျိုး poster လေးရမယ်မျိုး banner လေးရမယ်ပေါ့နော်လက်မှတ်ပါမယ်ပေါ့နော်ရေးဖို့တော့တောက်လိုက်ပြီးပြီမဲ့ရေးဖို့မှာပိုင်းစကားလေးပေါ့နော်ကတ်ထားတဲ့ဒါမျိုးလေးပေါ့နော်ပြီးတော့ fan sign Polaroid ပောက်ပါတယ်မြန်မာ fan ဖိုတိုကလေးပေါ့နော်ချစ်စရာကလေးနေပါဘယ်သူရမလဲ1 2 3 okay ဒါမျိုးလေး keep ပေးပေါ့နော် fan sign ဝယ်ရဆို fan sign poster ရတယ်ဒါမျိုး poster လေးပေါ့နော်လက်မှတ်ထိုးထားတဲ့ poster လေးအဲ့မှာဆိုတော့ဒါမျိုး ornament နဲ့ပုံလက်မှတ်နဲ့အုပ်ဆွဲပေးတဲ့ပုံလေးပေါ့နော်ဒါမျိုးလေးရှိမယ်အဲ့ပြီးတော့ဒါမျိုး t-shirt ရွေးထားတယ်ဒီလိုမျိုး t-shirt မှာပဲပါလဲဆိုတော့ဒီကလေးခုပါလိုက်ပေါ့နော် Polaroid တစ်ခုနဲ့ဒီကောင် special လားမသိဘူးလာလေးပါတယ်ဒါမျိုးလေးပါတယ်ထုတ်ပြမယ်ပေါ့နော်ပုံလေးနဲ့ပြီးတော့ပုံရဲ့ Polaroid ပေါ့နော် sign Polaroid ပါဒါအုပ်ရဲ့ special ထင်တာပါပဲလဲလေးပါတော့ဒါမျိုးလေးခဲ့ရမယ်ပေါ့နော်ခုနဆိုင်ထုတ်ခံလိုက်တဲ့ဒီလိုမျိုးRepublic envelope passport မှာပုံစံလေးပါလိုက်ပြမယ်နော်ဒီချာမျိုးလေးပါမယ်ဒါမျိုးလေးပြီးတော့ဆက်လက်မယ်ဆိုရင်ရုပ်ကလေးပိုင်းမှာတဲပုံလေးဒါမျိုးလေးဒီကောင်ကကာလာမရှိဘူးပေါ့နော်သူတို့နာမည်လေးနဲ့ဒီမှာသူတို့နာမည်လေးပေါ့နော်ကပပတ်တဲ့ပုံစံမျိုးဒီမှာအယောင်လေးနဲ့ဒီကောင်အယောင်နောက်ပိုင်းပုံစံမျိုးဒါမျိုးလေးပေါ့နော်ကောင်ကဒါမျိုးကြည့်အောင်အိမ်နေလာတယ်ပေါ့နော်ပြောဖို့မိသွားလို့ပါဒီနောက်က Scarlet Internet ပုံ2025ရန်ကုန်မျိုးပုံစံနဲ့ free site t-shirt ပုံစံမျိုးပေါ့နော်ပုံအုပ် Scarlet ပုံပေါ့နော်ဒါမျိုးပုံစံနဲ့ရှစ်လေးပါ Ringtone doesn't feel the same like you